ဇလန်လေးရဲ့စာမှာတော့ယူတွေနဲ့စီကားနေတဲ့မြို့လေးတစ်မြို့ရဲ့ညနေခင်းလေးမှာတားမီနှစ်ယောက်လမ်းလျှောက်ထွက်လာနေပါတယ်။ထို့အချိန်မှာပဲရုတ်တရက်ဆိုသလိုကီဂျီဦးလို့ခေါ်တဲ့မိစ္ဆာတော်ဝါကြီးတကောင်မြို့လေးမှာပေါ်လာပြီးအဆောက်အဦတွေကိုဖျက်ဆီးကတောင်းကျနေပါတယ်။လူတွေအကုန်လုံးလည်းကြောက်လန့်တကြားထွက်ပြေးနေကြပြီးထို့အချိန်မှာသူတို့တားမီနှစ်ယောက်လည်းမိစ္ဆာရန်ကလွတ်အောင်ထွက်ပြေးနေကြရပါတယ်။ပြေးနေရင်ကောင်လေးကလဲကျသွားတဲ့အတွက်မိစ္ဆာကြီးကဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။မိစ္ဆာကငိုင်းလေအပိုင်လူပြောပြီးစားဖို့ပြင်းနေခြင်းပါပဲတစုံတစ်ယောက်ကကလေးကိုလျင်မြန်တဲ့အရှိန်နဲ့ကေတင်ပေးခဲ့ပါတယ်သူဟာလူသားတစ်ယောက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဇလိုက်ကျော်ခန့်ညားထဲဝါတဲ့ကြက်ဖာကြီးကေဂျီပဲဖြစ်ပါတယ်မိစ္ဆာကြီးလည်းသူ့လက်ထဲကကလေးကိုကယ်သွားတဲ့ကေဂျီကိုဒေါထော်ထွက်ပြီးတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့လေကေဂျီကမိစ္ဆာကြီးကိုလျင်မြန်တဲ့အရှိန်နဲ့ခဏအတွင်းမှာပဲအဆုံးသတ်ပေးလိုက်ပါတယ်ဒီအချိန်မှာပဲဇလန်းကလွန်ခဲ့တဲ့တစ်နှစ်ကအချိန်တစ်ခုကိုပြန်ရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကကြက်ချံတစ်ခုမှာကျမလေးနဲ့တာယာနေတဲ့ကြက်ဖာကြီးကေဂျီကိုတွေ့ရပါတယ်။တညာလုံးကျမလေးနဲ့ပျော်ပါပြီးမိုးလင်းတဲ့အချိန်မှာတော့ကေဂျီကကြက်ချံကနေစတင်ထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတယ်။ကျမလေးကလည်းဝမ်းနေပြီးသူ့ကိုတကယ်ပဲထားသွားတော့မှလားလို့မေးလိုက်ပါတယ်။ကေဂျီကလည်းငါကခြေဦးတဲ့တဲ့အသွားနေတဲ့ကြက်ဖာတကောင်ပဲဒီလိုတာယာတဲ့ဘဝနဲ့ငါနဲ့မလိုက်ဖက်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ကျမလေးကလည်းမျက်ရည်တွေနဲ့သူ့ကိုအပျော်ချမ်းတာလားလို့ထပ်မေးလိုက်ပါတယ်။ကေဂျီတဲ့တီငင်စွာနဲ့ပဲအပျော်ချမ်းတာမဟုတ်ဘူးဒီတိုင်းတရိษံဗီဇအရပဲလို့ပြောပြီးသူ့ရဲ့ခေါင်ခီးစဉ်ကိုစတင်ရန်ထွက်ခွာလာခဲ့ပါတယ်တယောက်တည်းခရီးထွက်လာတဲ့ကေဂျီဟာအမြင့်မှာပြန်နေတဲ့ပိုးကောင်တကောင်ကိုကြောက်ခဲနဲ့ပစ်ပြီးအေးအေးဆေးဆေးပဲဖမ်းစားခဲ့ပါတယ်ပိုးကောင်အရသာကချိုမြင်ပြီးအစာကြီးစနစ်ကိုလည်းကောင်းစေတယ်ဆိုပြီးအီးတောင်ပါလိုက်ပါသေးတယ်အစာစားပြီးရေတောင်းနေတဲ့အချိန်မှာတော့ကလေးမလေးနှစ်ယောက်ကကြက်ဖားကြီးကရမ်းလန်းတာပဲဆိုပြီးကြက်ပောင်ကြီးနဲ့အစာလာကျွေးလူထိတ်လန့်နေချိန်မှာပဲကောင်လေးနှစ်ယောက်အနောက်ကရောက်လာပြီးဖမ်းတာခံလိုက်ရပါတယ်။သူ့ကိုဖမ်းပြီးကြောင်စာကျွေးမှုတိုင်မင်းနေချိန်ကိုအခွင့်ကောင်းယူပြီးကေဂျီလည်းထွက်ပြေးခဲ့ရပါတယ်။ထွက်ပြေးနေရင်မထင်မှတ်ပဲအဘိုးအိုတယောက်ရဲ့ခြံတယ်ပြေးဝင်ခဲ့ပါတယ်။အခြေအနေကိုတတိထားမိသွားတဲ့အဘိုးအိုလည်းသူ့မွေးထားတဲ့ကြက်လိုဟန်းဆောင်ကလေးတွေရန်ကနေကာကွယ်ပေးခဲ့ပါတယ်။ကလေးတွေပြန်သွားတဲ့အချိန်မှာတော့လမ်းဘေးမှာလူတယောက်ကဒီလတော့အလုပ်တွေအကုန်ပြီးအောင်လုပ်မယ်ဆိုပြီးပြောနေပါတယ်။ကေဂျီလည်းအဘိုးကြီးအိမ်ကနေထွက်သွားဖို့ပြင်နေချိန်မှာပဲကျင်နာတက်တဲ့အဘိုးကကေဂျီကိုအစာကျွေးပြီးသူ့ရဲ့တေဆုံးသွားပြီဖြစ်တဲ့ဇနီးအကြောင်းကိုရင်ဖွင့်နေပါတယ်။အဘိုးအိုကသူ့ဇနီးရှိနေချိန်မှာအလုပ်တွေများပြီးဇနီးကိုအချိန်မပေးခဲ့မိတဲ့အတွက်နောင်တတနေခဲ့တာပါ။အဘိုးအိုလည်းရင်ဖွင့်စကားတွေကြားလိုက်ရတဲ့အချိန်မှာတော့ကေဂျီလည်းအတိတ်ကသူ့ရဲ့မျက်စိရှိမှတဲ့မိစ္ဆာစားလာခံလိုက်ရတဲ့သူ့ရဲ့ညီမဖြစ်သူစားလာကိုတတိယသွားခဲ့ပါတယ်။ထိုအချိန်မှာပဲမြို့ထဲမှာမိစ္ဆာတကောင်တောင်းကြလာခဲ့ပါတယ်။ဒီမိစ္ဆာကခုနကကလေးလေးတွေပြန်သွားချိန်လမ်းဘေးမှာအလုတ်တွေကြောင့်စိတ်ဖိစီးမှုများနေတဲ့တယောက်ရဲ့အမောင်ဘတ်ချမ်းကနေဖြစ်ပေါ်လာခဲ့တာပါ။ဒီမိစ္ဆာတွေဟာတာမန်တရဝါတွေမဟုတ်ကြပါဘူး။ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေဖြည့်ရှင်းလို့မရတဲ့စိတ်တန်ရာတွေခံစားနေရတဲ့လူသားတွေရဲ့စိတ်သက်ကြဆင်းမှုတွေကနေတဆင့်အသွင်ပြောင်းပြီးဖြစ်တည်လာကြတာပါ။အဲ့ဒီလိုမိစ္ဆာအဖြစ်ပြောင်းလဲသွားတဲ့အခါကြီးမားတဲ့ကိုလုံးကိုပေါင်တဲ့အတူမြို့တွေကိုဖျက်ဆီးပြီးတောင်းကျမ်းတတ်ကြပါတယ်။ထိုအချိန်မှာပဲလူတွေလည်းထွက်ပြေးနေကြပြီးကြက်ဖားကြီးကေဂျီကိုကြောင်စာကျွေးဖို့လုပ်ခဲ့တဲ့ကလေးနှစ်ယောက်လည်းပြေးနေရပါတယ်။ထိုအချိန်မှာပဲကလေးတစ်ယောက်ကခလုတ်တိုက်ပြီးလဲသွားခဲ့ပါတယ်။အဘိုးအိုလည်းကလေးကိုကေတင်ဖို့ကြိုးစားရင်းနှစ်ယောက်လုံးမိစ္ဆာတိုက်ခိုက်တာခံရတော့မယ့်အချိန်မှာကေဂျီကအချိန်မီကေတင်ပေးခဲ့ပါတယ်။ကေဂျီလည်းကလေးနဲ့တက်ကြီးရွယ်တွေကိုထိခိုက်အောင်လုပ်တာဟာငါအမောက်ကိုထောင်အောင်လုပ်တာပဲလို့ဒေါသတကြီးပြောနေချိန်မှာမိစ္ဆာကကားတစ်စီးနဲ့ပစ်ပေါက်ခဲ့ပါတယ်။ဒါပေမဲ့ကေဂျီကအသားရရှောင်ပြပြီးမိစ္ဆာရဲ့လက်ဝါးကြိုက်ကျကိုလည်းအေးအေးဆေးဆေးပဲရှောင်နေခဲ့ပါတယ်။နောက်တော့လင်မြန်တဲ့အချိန်နဲ့မိစ္ဆာရဲ့မျက်စိတစ်လုံးကိုဖောက်ပစ်ပြီးသူ့ရဲ့အဆုံးသက်တိုက်ခွက်ဖြစ်တဲ့ကိုကဲဆိုတဲ့ကြက်သွင်တိုက်ခွက်နဲ့မိစ္ဆာကြီးကိုအစိတ်အမွှာကွဲသွားတဲ့အထိအပြတ်အသတ်အနိုင်ယူခဲ့ပါတယ်။တကယ်တော့ကေဂျီရဲ့ဒီအတန်ဆွမ်းအားကသူ့ညီမလေးကိုမိစ္ဆာစားခဲ့တဲ့အချိန်မှာအားကုန်အော်ဟစ်ထဲတာကနေလေသုံးအနက်လူပျက်စီးကုန်ပြီးအမတ်မထင်ပဲရရှိခဲ့တဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်။ကေဂျီရဲ့အဓိကရည်ရွယ်ချက်တော့သူ့ညီမလေးကိုတတ်ခဲ့တဲ့လေဘဲမှာအမတ်တန်းပါတဲ့မိစ္ဆာကိုလက်စားချေဖို့ပဲဖြစ်ပါတယ်။အဘိုးကြီးကကေဂျီရဲ့အတန်စွမ်းအားကိုအံ့ဩနေပါတယ်။ကေဂျီလည်းအဘိုးကြီးတို့နဲ့အတူမိစ္ဆာရဲ့အပိုင်းဆေးတွေကိုတန်ရှင်းရေးကူလုပ်ခဲ့ပြီးအဘိုးကြီးတို့တတိမထားမိချိန်မှာထွက်ခွာလာခဲ့ပါတယ်။အဘိုးကြီးကငါ့ကိုအစာကျွေးတယ်ငါကသူ့အတန်ကိုပြန်ခဲ့တယ်ငါတို့မှအကျွေးမရှိတော့ဘူးဆိုပြီးစိတ်ထဲမှာပြောနေခဲ့တာပါငါနာမည်ကကေဂျီပဲ
ခြေဦးတဲ့တာချက်ဖောင်းတယောက်ပဲဒါပေမဲ့ကိစ္စတစ်ခုကိုပြီးပြတ်အောင်လုပ်တယ်ဒါကငတ်ကုန်ပဲလို့ရေလွတ်နေခဲ့တာပါနောက်တော့ကြက်မလေးကိုတတိယသွားတော့မိန်းမလေးတယောက်ကိုငိုအောင်ထားပြီးထွက်ခဲ့တာကငတ်စတိုင်မဟုတ်ဘူးဆိုပြီးကြက်မလေးရှိတဲ့ကြက်ချံလေးကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့ KG ကြက်မလေးစီရောက်သွားတဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီးပုံမှန်ဆိုရင်တော့ဝမ်းနေကြကောင်းပေမဲ့ KG ကတော့သူ့ကိုယ်သူမာနမကြအောင်ထိန်းလိုက်ပြီးနောက်တစ်မျိုးကငိုက်ကိုစောင့်နေတယ်ပြောပြီးမိစ္ဆာနေမင်းဟိုနောက်တစ်မျိုးကိုခီးဆက်ထွက်လာခဲ့တော့တာပါ